ကျွန်တော်ကြပြဆရာခန့်ကြီးရဲ့အတ္တကြေးကျွန်းဆိုတဲ့ကြပြလေးကိုရှုံးမှာဖြစ်ပါတယ်အတ္တကြေးကျွန်းဧကရေတပါးပင်ဖြစ်စေရာဇဝဲသားပင်ဖြစ်စေမှိုင်းညို့သောကောင်းကင်တစ်ချက်အားတိမ်မျက်နှာဖုံးတက်၍မရအောက်ဆီဂျင်နဲ့အာဟာရမြည်သူမဆိုလိုအပ်သည့်အတွက်သွေးတစ်စက်၏တန်ဖိုးခြင်တကောင်ဖြစ်မှသိပေလိမ့်မည်တင့်ကိုယ်တင်ရှာဖွေပါခန့်